အခုဒီပါလျာတောင်ညိုဘောဝနမိတ်ခုံးနဲ့သာသနာမြေမဟောသာသနာဘောလေးဝေစာရွှေပြည်မြမအေးညသာယာမြတ်မောင်သာသနာဟောဝေစာဒီဝေသာယာစိတ်ဆန်းလာမရတော့နေရွှေတောင်ဘာမြေစကောင်းလာငယ်ပါသာသနာတွေဒီသာယာအေးညပါလေတောင်းစုချွေကမြတ်မောင်သာသနာမြတ်မောင်သာသနာတော်နဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်မိမထားရှိခဲ့ပေမဲ့ငါတို့ထက်ရှိကြသေးသောရဘောတော်ရဲ့သာသနာဒီဓမ္မကတည်တံ့ရှင်းကြပြီးတော့ဆရာတော်ဘုရားသာသနာအရှင်တိတ်ခါဥပ္ပစေဆရာရွှေမလင်းတရားဒေသနာတပိသဝတာအပေါင်းမထားတဲ့မြတ်တာပြမွားသာသနာပြမွားမနုဿလူကဘာမှာဒုက္ခတွေများလို့မကောင်းမှန်သမျှအကုန်ရှောင်ကောင်းတာတွေမှန်သမျှဆောင်းကြစိတ်ကိုဖြူစရောင်ထားကြလို့အရှင်ဒိဋ္ဌဆရာမထေရကသို့တဲ့ဆုံးမဩဝါဒပြုနာကြရတဲ့တရားကအတိတလုံးကိုအမြတ်ဆုံးလက်ကိုင်းသုံး၍ဆုတောင်းပါခဲ့လေသလားဆိုတဲ့တရားဓမ္မကိုဩဝါဒပြုတော့တရားဒေသနာယေဝနာကြနှလုံးသွင်းမူပါဆရာတော်အဆုံးမအသေးချစ်နာနာတရားဒီမှာ